မိသားစုအပေါင်းသူတော်ကောင်းတို့နှင့်ပစ္စည်းလေးပါအလူရှင်ခொနည်းရသာသမီအပေါင်းသူတော်ကောင်းတို့နှင့်ဝေယဝိသကုသိုလ်စေရနာရှင်သူတော်စင်ပေါင်းတို့သည်ကိုယ်စိတ်နှဖျားခြေရန်ခွာကျမ်းမာကြပါစေကိုယ်စိတ်နှဖျားခြေရန်ခွာချမ်းသာကြပါစေကိုယ်စိတ်နှဖျားခြေရန်ခွာလူရာဆန္ဒပြေဝကြပါစေကျမ်းမာချမ်းသာအာကန္တာမှန်စွာသေဖို့နိုင်ပါစေစီရိဥစ္စာယရနာမကြာတိုး၍ဤရနိုင်ပါစေဘုရားမြတ်စွာ